မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဖေဖော်ဝါရီလ19ရက်ကျသပတ်တဲ့နေ့အတွက်မယုံပရစ်အစီအစဉ်ကို Facebook နဲ့ YouTube စာမျက်နှာမှာတင်ဆက်ပေးနေပါပြီကျွန်တော်အောင်ကျော်ပါဘိုးနဂါဦးဆောင်တော့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNI တပ်ဖွဲ့ဝင်30ကျော်ကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ PDF တပ်ရင်းများမှာပန်းစေတာကြောင့်ခိုင်လုံသောတည်ငြိမ်မြင့်တမ်းမှသိရှိထားပါတယ်BNI ကောင်းဆောင်ဘုံကလက်နက်ချကြောင်ဆဲကမရှင်ပိုင်းမြဝတီတည်င်းဌာနတွင်ညမနစ်ညနေပိုင်းအချိန်၌ကျန်ညာကဲတွေကိုလည်းတွေ့ရှိထားပါတယ်။မင်းပြမျိုးနယ်ဖားပြူကျေးရွာတွင်ရခိုင်အကြမ်းဖက်စစ်တပ်ကြတပုံ AA ကအတော်လာပြိပမှုကြောင့်ဝယူပြန်ရောဂါခံစားနေရတော့အမျိုးသမီးတအုပ်သေဆုံးခဲ့ကြောင်းသိရပါတယ်။ရခိုင်ပြည်မောင်တော်မျိုးနယ်မြောက်ပိုင်းရှိပြည့်စင်နေသည့်အဝဲပြဲလက်များနဲ့တရားများကိုအရတပြည်သူများတော်လာရဲ့အစိမ်မြေချောင်းမွဲစေရန်ပြုပြင်မွမ်းမံသွားမည်ဟုကျဲရွာအလိုက်ငွေကောက်ယူသွားသည်ဟုရွာသားတအုပ်ကမယူပရစ်ကိုပြောပါတယ်။မော်ရယ်လူလူအောင်ကရခိုင်အကျမ်းပဲစစ်သေးကြတပုံ AA ကိုငွေကျပ်30ထောက်ပံ့ခဲ့သည့်လို့အာကာနစ်လေအဖွဲ့ထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်မောင်တော်မြောက်ပိုင်းငစကျူကျဲရွာတွင်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ4ရက်နေ့ကရိုဟင်ဂျာအမျိုးသမီးတအုပ်အားရခိုင်အကျမ်းပဲစစ်သေးကြတပုံ AA တပ်သားနဲ့အုပ်ကအုပ်စုပွဲမဒင်းကျင်းခဲ့ကြောင်းသိရှိထားပါတယ်။တည်ငြိမ်မြင့်ပြောပြချက်အရရေမြတ်တောင်ကျေးရွာရှိနာထလာတပ်စခန်းမှရခိုင်အကျမ်းပဲစစ်သေးကြတပုံ AA ထပွဲဝင်တဲ့ဦးဟာဖေဖော်ဝါရီ4ရက်ညနေ4နာရီခန့်တွင်ငဆာကျူကျေးရွာအတွင်းသို့ရောက်ရှိလာပြီးဆော်ရအာလောင်ရဲ့နေအိမ်အတွင်းဝင်ပြီးတော့လီမယာနဲ့ဦးအားကျိုးပြင်းချိန်အောင်ကနစ်ဆက်ရေးပတ်မှုတွေပြုလုပ်ခဲ့ကြောင်းသိရှိထားပါတယ်။ပြည်စဉ်အတွင်ဇနီးပြည်သူမှအိုးစုပွဲမတင်းချင်းကန်ရပြီးရုံးခံတွဲပြည်စီလက်တွင်တက်ဓာတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထို့နောက်အဝဲအဆမပါပဲကျေးရွာဥက္ကဋ္ဌဟောင်းရဲ့ဆွေမျိုးတဦးတန်ထွက်ပြေးအခွင့်ရင်တောင်းခဲ့ကြောင်းသိရပါတယ်။ဇနီးတွေရခိုင်အကျမ်းပဲစစ်သေးကြတပုံ AA မဒင်းကောင်တွေလက်ထက်မှထွက်ပြေးခဲ့ပေမဲ့ AA ကခင်မွန်းပြည်သူဦးဆော်ရအားလုံးကိုတော့အနီးအနားရှိတောင်ကုန်းတစ်ခုသို့အတင်းအာရမကော်ယူသွားသည်ရှင်ဒါဖြင့်ထို့တဲ့ရန်ကြိုးပမ်းခဲ့ကြောင်း၎င်းကအော်ဟက်ပြီးအကွန်အရင်တောင်းခံကထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်းဒေသခံတအုပ်ကပြောပါတယ်။မယုံပရစ်မြန်မာပိုင်းအဆယ်စိမ်များကိုနေစဉ်ကြည့်ချူအားဖေးကြတဲ့အထူးကျေးဇူးတင်ရှိပါတယ်။မယုံပရစ်ပရိသတ်များနဲ့တခွမြန်မာပြည်သူပြည်သားအပေါင်းတို့ဟာကိုယ်ဆင့်နှစ်ပါးကြားမှချမ်းသာပြီးပျော်ရွှင်လန်းဆန်းကြပါစေကြောင်းဆုံးမကတောင်းအပ်